ကဲမလေးရှားမှာမကြခင် CI ပြန်ဖွင့်တော့မယ်ဆိုတော့ဈေးသက်တောင်အောင်လို့ကိုယ်တိုင် CI လျှောက်ပြီးပြန်လို့ရတဲ့နေ့ကိုပြောပြပေးမယ်။ကုန်ကြငွေကတော့မလေးရှားငွေနဲ့ဒဏ်ကြေး900လေရင်ခ800 CI စာရွက်ကြေး30တက်စီကရဲ့ပြန်မြစုပေါင်း1400ဝန်းကျင်ကနေ1600ဝန်းကျင်ခန့်ကုန်ကြနိုင်ပါတယ်။ပွဲစားနဲ့ပြန်မယ်ဆိုရင်တော့2500နဲ့အထက်ကုန်ကြနိုင်ပြီးတော့သူတို့ကလိုက်ပို့ပေးုံပဲလိုက်ပို့ပါတယ်။ကျန်တဲ့တန်ယုံတွေကကိစ္စတွေလာဝကတန်ကြေးဆောင်တာတွေကတော့ကိုယ်တိုင်လှုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ passport မရှိတဲ့လူအတွက်နဲ့ passport ရှိတဲ့လူအတွက်ဆိုပြီးနှစ်ပိုင်းခွဲပြီးပြောပြပေးပါမယ်။ passport မရှိတဲ့လူအတွက်မှတ်ပုံတင်မူရင်းနဲ့အိမ်အောင်စုစည်းမိတ္တူတွေလိုအပ်ပါတယ်။မှတ်ပုံတင်မူရင်းမရှိရင်တော့ဖုန်းထဲကနေဓာတ်ပုံကိုမိတ္တူထုတ်ယူသွားပြီးတော့အဲ့ဒီစာရွက်စာတမ်းနေနဲ့တန်ယုံကိုယူသွားဖို့လိုအပ်ပါတယ်။အရင်ဦးဆုံးတန်ယုံကိုရောက်ရင်တိုကင်နံပါတ်အရင်ယူကို့အလှည့်ကြလို့ရှိရင် CI ဖောင်ကိုဖြည့်ဖောင်ဖို့ 30rm ပေးဆောင်ရပါမယ်။ပြီးရင်တော့သူတို့က passport ဓာတ်ပုံရိုက်ပေးပါလိမ့်မယ်။အဲ့ဒါတွေပြီးရင်ကောင်တာ23မှာအရာရှိကကိုယ့်ရဲ့အချက်လက်တွေကိုစစ်ဆေးပြီးတာနဲ့ CI စာရွက်ကိုထုတ်ပေးပါလိမ့်မယ်။ CI စာရွက်ကနေချင်းရတာဖြစ်ပါတယ်နော်။ CI စာရွက်ရတာနဲ့တန်ယုံတဲ့ကကောင်တာ30မှာလေရင်လက်မှတ်ကိုတစ်ခါတည်းဝယ်လို့ရပါတယ်။ 800rm ပေးရပါတယ်။ဘယ်မှာဝယ်လို့ရမလဲမသိဘူးဆိုရင်တန်ယုံတဲ့ကဝန်ထမ်းတွေကိုမေးကြည့်လို့ရပါတယ်။လေရင်လက်မှတ်ကိုအပြင်ကပွဲစားတွေစီမှာဝယ်ရင်တော့ဈေးပိုကြီးနိုင်တယ်လို့လေရင်လက်မှတ်အတုတွေနဲ့လည်းမိနိုင်ပါသေးတယ်။ passport ရှိတဲ့လူအတွက်ကတော့ CI တွေအခုလိုရှောင်နေစရာမလိုပဲနဲ့စာအုပ်ရှိုံလေးနဲ့တန်ယုံမှာလေရင်လက်မှတ်လေးဝယ်ယူရုံပါပဲ။ကဲဒါဆိုရင် CI ရှောက်တဲ့အဆင့်တွေပြီးသားပြီဆိုတော့လေရင်စီးတဲ့အဆင့်ကိုပြောလိုက်ကြရအောင်။ပထမဦးဆုံးလေရင်လက်မှတ်မှာပါတဲ့အချိန်တွေရက်စွဲတွေကိုတေချာစစ်ဆေးဖို့လိုအပ်ပါတယ်။ဥပမာလေရင်ကတရက်နေ့လယ်2နာရီလေရင်ချိန်ဆိုရင်လေရင်မထွက်ခင်9နာရီလောက်ကြိုပြီးတော့လေရင်ကွင်းကိုစောသွားဖို့လိုအပ်ပါတယ်။လေရင်ကွင်းထဲမှာလက်ပွေနှိပ်ရမယ်ဒဏ်ကြေးဆောင်ရမယ်အဲ့ဒါတွေလုပ်ရမှာဖြစ်တဲ့အတွက်လူတွေလည်းအယမ်းများတော့လေရင်ချိန်လွဲချော်သွားခဲ့ရင်လေရင်လက်မှတ်ခတွေဆုံးရှုံးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုလေရင်ကွင်းရောက်ရင်လာဝကယုံကိုသွားပါလာဝကယုံမှာစာရွက်စာတမ်းတွေပြလက်ပွေနှိပ်ဒဏ်ကြေးမလေးရှားငွေ900 ringgit ပေးဆောင်ပါဒဏ်ကြေးကိုငွေသားနဲ့ပေးဆောင်လို့မရပါဘူး Touch and Go ကဒါမှမဟုတ်ရင် online ငွေပေးချေမှုတစ်ခုနဲ့ပေးဆောင်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုအဲ့ဒီ online ငွေပေးချေမှုတွေမရှိဘူးဆိုရင်ဘယ်လိုလုပ်ရမလဲကဲဒါလေးကတော့လွယ်ပါတယ်အဲ့ဒီလေရင်ခွင်းထဲကနီးစက်ရ 7-Eleven စတိုးဆိုင်ကိုတွားပြီးတော့လာဝကကနေပေးလိုက်တဲ့အကောင့်တဲကိုအဲ့ဒီဆိုင်ကနေတဆင့်ငွေထည့်ခိုင်းလိုက်ရုံပါပဲဒါတွေအားလုံးပြီးလို့ရှိရင်တော့ကိုစီးမဲ့လေရင်ပေါ်မှာလိုက်ပါစီးနှင်းလို့ရသွားပါပြီနော်ပြီးလို့ရှိရင်တော့မြန်မာနိုင်ငံရန်ကုန်မြို့ရဲ့လေရင်ကွင်းကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင်တော့ like လေးပေးခဲ့ပြီးတော့ subscribe လေးလုပ်သွားခဲ့ကြပါနော် bye bye